ကဲအားလုံးပဲမင်္ဂလာပါเนาะမိသားစုကိုကြီးမကြီးအားလုံးပဲမင်္ဂလာရှိသောချိန်ခါလေးပါပဲဗျเนาะကျွန်တော်တို့ကုမာများကျွန်တော်တို့ဒါအင်္ဂါနေ့12နာရီ10မိနစ်အတွက်ကျွန်တော်ရဲ့မိသားစုအကိုကြီးမကြီးအားလုံးပဲကဲတဦးတရားမကြလေးဝင်လာခဲ့ပြီမယ်ဗျဒီကနေ့လိုပဲ13လိုပဲเนาะ1339လိုပဲကျွန်တော်ရဲ့မိသားစုကိုကြီးမကြီးကဲတစ်ချိန်လောက်တော့ရကျင်တယ်တစ်ချိန်လောက်တော့ပေါက်ကျင်တယ်ဆိုရင်ကျွန်တော်ရဲ့မိသားစုအကိုကြီးမကြီးအားလုံးပဲကဲတဦးတရားမကြလေးဝင်လာခဲ့ဗျတနေ့ကုန်မှာတစ်ချိန်လောက်ထိမီလေးပေါက်ချင်တယ်ဆိုရင်မိသားစုကမိုင်ဝင်လာခဲ့မယ်ဗျ။ကဲဒီကနေ့မွေးနေ့သမားတွေလည်းကျွန်တော်13ဆိုတဲ့ကဏ္ဍလေးမှာမင်းကနမင်းပတ်တီးလေးအောင်ကြတယ်ပေါက်ကြတယ်ဗျ။ကဲမနေ့ဖန်ကိုလည်းနေကုန်မှာတစ်ချိန်ပေါက်ချင်တယ်ဆိုရင်မိသားစုကမိုင်ကဲတက်ညီလက်ညီလေးဝင်လာခဲ့ပြီပါ။လိုက်လက်မာတွေအားလုံးပဲကဲစုံလင်အောင်လို့ကျွန်တော်မိသားစုကမိုင်နှိပ်ထားပေးမယ်ဗျ။ကဲနေကုန်မှာလုံးမိုင်လေးတောင်းတဲ့မိသားစုကမိုင်လေးတစ်ချက်လေးပြပေးမယ်နော်။နေကုန်မှာလုံးမိုင်လေးတွေဘယ်လိုကြလဲဆိုတော့ချက်ပြပေးမယ်အခုမိုင်လက်ဆောင်နေနေယူပေါ့နော်။9နှစ်9ဆိုဒီရှည်3လုံးပေါင်းချင်းနှစ်ရဲ့ပါဝါခွန်တီးတဲ့နောက်နေ့လုံးမိုင်ဖြစ်ရเนาะမနေ့ညမှာ9လုံးမိုင်ကြပြီးတယ်ဒါဆိုဒီမှာဆိုရင်ရှည်3လုံးပေါင်းချင်း6ခွန်3ည3လုံးပေါင်း6ရဲ့ပါဝါ1တလုံးမိုင်ဒီနောက်နေ့မှာနေကုန်မနေ့ညမှာတလုံးမိုင်ကြပြီးရမယ်နောက်ကဒီမှာဆိုရင်914ဆိုရယ်3လုံးပေါင်း3ညရဲ့ပါဝါ9ဒီရဲ့နောက်နေ့မနေ့ညမှာတစ်ချိန်ကြရမယ်53ဒါဆိုဒီမှာဆိုရင်1ခွန်9ဆိုရှည်3လုံးပေါင်း3ရဲ့ပါဝါ8အဲ့ဒီ8တလုံးမိုင်ဒီနောက်နေ့မနေ့ညနေကုန်မှာကြပေးရမယ်88 3ည8ဒါဆိုဒီမှာဆိုရင်88 3ည3လုံးပေါင်း6ရဲ့ပါဝါ1ဒီတဲ့ပါဝါခေါ်1ဒီကနောက်နေ့မနေ့ညမှာတစ်ချိန်ကြရမယ်13ဒါဆိုဒီမှာဆိုရင်133ဆိုရယ်3လုံးပေါင်းခွန်ရဲ့ပါဝါနှစ်ဒီနှစ်ဒီကျွန်တော်ကိုမာရီအင်္ဂါနေ့ရဲ့မနေ့ညမှာတစ်ချိန်လာပေးရမယ်လုံးမိုင်လေးဖြစ်တယ်အကိုဒီမကြီးကြိုက်ရင်မှတ်ထားပြီးပါနော်အဲ့ဒါကကြာလာတာလုံးမိုင်ရရက်ရှိနေပါပြီကြာလဲကြာနေပါပြီဟုတ်ပြီနော်ဒါမိသားစုကမာရီမြေစီကျွန်တော်နေ့တိုင်းထွက်နေတဲ့လုံးမိုင်လေးပါကဲနှစ်တလုံးမိုင်ဒီမနေ့ကအင်္ဂါနေ့မနေ့ညမှာတစ်ချိန်ဒါကြာပါလိမ့်မယ်ဗျကဲဒါကိုကျွန်တော်ကိုမာရီနေ့တိုင်းလေးကိုတစ်ချက်လေးသွားကြည့်အောင်နေ့တိုင်းလေးကိုတစ်ချက်သွားကြည့်အောင်ကျွန်တော်ရဲ့မိသားစုကိုမာရီအားလုံးပဲတဲ့နေ့တိုင်းလေးကိုတစ်ချက်ပြပေးမယ်နော်ဒီသုံးလုံးပေါင်းချင်းကိုတစ်ချက်ကြည့်အောင်ဒီမှာကျွန်တော်တို့51ဟောဒီမှာ1ခွန်88အဲစသွားပါမယ်နော်ကဲပေါက်ချင်သေးရှိ okay လေးမိုင်ဝင်လာခဲ့ပြီပါလူတဟောင်းကိုရီမိုင်အားလုံးပဲမင်္ဂလာပါဗျနော်ကဲဒါကိုကြည့်အောင်ဒီက95နှစ်ပြားပေါင်းချင်းက4ပါ4ကို1နေပေါင်းချင်းဒီသုံးလုံးပေါင်းချင်းကျွန်တော်ကိုမာရီ9တဲ့ဒါဆိုရင်951 3လုံးပေါင်းကျွန်တော်ကိုမာရီတဲ့ဘာလို့ရလဲ9ပါတဲ့9ရဲ့ပါဝါ3ည9ရဲ့နှက်ခတ်3နဲ့9 3ည3ဒီတဲ့ထိတ်စီးလို့ဖြစ်ပါတဲ့ဒီသုံးလုံးပေါင်း9ပါဝါ3ည9နှက်ခတ်3 9 3ည3ဒီကျွန်တော်ရဲ့မိသားစုကမာရီဘာဖြစ်ပေးရမလဲထိတ်စီးလို့ဖြစ်ပေးပါတဲ့ဟောဒီမှာဘာထိတ်စီးကြလဲ51ဆိုရင်9ထိတ်စီးပါထိတ်စီးလုံးမှန်လေးထပ်ကြည့်အောင်ဒီ9ဒီ3ညတဲ့ထိတ်စီးနှလုံးပေါင်းချင်းက9ကို3နေပေါင်း3လုံးပေါင်းက8တဲ့8ရဲ့ပါဝါ3 8ရဲ့နှက်ခတ်က1ဒီ831ကကျွန်တော်ကိုမိုင်ထိတ်စီးပါတဲ့ဟောဒီမှာထိတ်စီးလိုက်1ခွန်ဆိုတော့ဒီက1ထိတ်စီး1တလုံးမိုင်ပါတဲ့ကဲပေါက်ချင်သေးရှိလိုက်လက်မလေးနှိပ်ပြီးဝင်လာခဲ့ပြီပါဟောဒီမှာတစ်ချက်ဆက်ပြပေးမယ်ထိတ်စီးနောက်ပြီကလေးနော်ဒီက48ဆိုရယ်နှစ်ပြားပေါင်းချင်း2ကို1နေပေါင်း3လုံးပေါင်းကျွန်တော်ကိုမိုင်3နဲ့3ရဲ့ပါဝါ8 3ရဲ့နှက်ခတ်ဒီတဲ့9လို့ရတယ်ဒီ385ဒီဟာဒီမှာထိတ်စီးထပ်ဝင်ပေးရမယ်တဲ့385ဒါကိုကျွန်တော်ကိုမာရီဒါထိတ်စီးပေါ့နော်ဒီမှာ831ထိတ်မှာ1ထိတ်စီး1လုံးမိုင်1ခွန်ကြတယ်385ထိတ်စီး8ထိတ်စီးနဲ့88လို့ထပ်ကြဒါဆိုရင်ကျွန်တော်ကိုမာရီရဲ့ဒီနေ့မနက်ခင်းဘာထိတ်စီးနဲ့ကျွန်တော်ပောက်ခဲ့တာလဲဆိုတော့တစ်ချက်ပြပေးမယ်ဟာဒီက93နှစ်ပြားပေါင်း8ကိုဒီ8နဲ့ပေါင်း6ပါ6ရဲ့ပါဝါဒီ1ပါတဲ့6ရဲ့နှက်ခတ်ဒီ9တဲ့619ဒီထိတ်စီးဒီနေ့ကျွန်တော်ကိုမာရီ13ထွက်ခဲ့နေအောင်ဗာထောက်သွားလဲ619ထိတ်မှာ13ဆိုတော့1ထိတ်စီးပါတဲ့ကဲရာဘူးချင်းနဲ့ပေါက်ကြီးဖူးချင်းနဲ့ဆိုတဲ့ကိုမိသားစုကမာရီကျွန်တော်ပုံလင်ပြောမယ်နော်လိုင်းမှာပြသပေးတာဒီကိုရီမာတွေကိုရစေကျွန်တော်ပြသပေးတာပါဘေးတွေပြားလည်းမလို့ငွေတွေပြားလည်းမလို့ပါဘူးเนาะထဲ့ထူးပေးကြလဲမလို့ပါဘူးကိုရရင်ကိုယူသွားပါเนาะပို့ရင်လေးတစ်ခါပြောတာပါအမားမှန်ရှိလိမ့်မယ်အမားမှန်လက်သက်ခံနိုင်တဲ့ဆရာကြီးတစ်ချိန်လောက်တော့ပေါက်ရင်ကျင်းတတ်တယ်ဆိုရင်မိသားစုကမာရီရှိရင်တခါလေးတပါတယ်ဝင်လာခဲ့ပါဟုတ်ပြီเนาะကဲဒါကျွန်တော်ကမာရီအင်္ဂါနေ့ရဲ့မနက်ပိုင်းကထိစီလေးထကြည့်အောင်ဒီနှလုံးပေါင်းချင်းဒီ3ညဒီ1ပေါင်းချင်းက1ကိုဒီက8နေပေါင်းတယ်3လုံးပေါင်းချင်းဒီ9ပါတဲ့9ရဲ့ပါဝါဒီ4 9ရဲ့နှက်ခတ်ဒီ6 946ကထိတ်စီးပါတဲ့946ဒီဟာဒီမှာကြပေးရမယ်ထိတ်စီးပါဒါကနေကုန်ပတ်တိတက်ပေးထားတာနော်နှစ်တလုံးမိုင်က946ဒီဟာဒီမှာထိတ်စီးလို့ကြပေးရပါမယ်တဲ့အဲ့ဒီ946ထိတ်စီးက4ထိတ်ကြိုက်တဲ့ကိုမရှိသလို6ထိတ်ကြိုက်တဲ့ကိုမလည်းရှိတယ်9ထိတ်ကြိုက်တဲ့ကိုမလည်းရှိတယ်ဟာလားဒါပေမဲ့946ထိတ်ကိုကျွန်တော်မြင်တာဘာနဲ့ကတ်မလဲ
အကက်ကလေးကိုကျွန်တော်ထပ်ပြပေးမယ်နောက်ပြီးအကက်ကလေးပေါ့နော်နောက်ပြီးကက်ကလေးကဘယ်လိုရလဲဆိုတော့ချက်ကြည့်အောင်နဲ့မိသားစုကမာရီအားလုံးပဲဟောဒီကတိရကျွန်တော်ကမာရီဟောဒီက3ညရီဒီဇောင်းနှလုံးပေါင်းခြင်းကိုတစ်ချက်ကြည့်ပေးပါကဲလိုက်လမ်းမလေးစုံလျောင်းနှိပ်ပြီးမိသားစုကမာရီလူသစ်ကမာရီစခွဲလေးခိုင်းနှိပ်ပြီးထားပါနော်ဒီ1ဒီ3ညပေါင်းခြင်းက1တဲ့ဒါဆိုရင်1ရဲ့ပါဝါ6ဒီ16ဒီကျွန်တော်ကမာရီအပိတ်ပါတဲ့ဒါဆို16ဒီအပိတ်ပါတဲ့16အပိတ်နဲ့ကျွန်တော်ကမာရီတစ်ချက်ကြည့်ပေးပါ16ဒီဟာဒီမှာနောက်ပိတ်ကိုဝင်ပေးပါ50တက်ဆိုရ1နောက်ပိတ်တဲ့9ထိပ်စီ1နောက်ပိတ်နဲ့ဟာဒီမှာ50တက်ဆိုပြီးထပ်ပြီးတော့ပြီးသွားပါတယ်ဒါဆိုသူ့မြန်ကိုဆက်ကြည့်မယ်ဒီ3ရယ်ကျွန်တော်ကမာဒီက4ရယ်ပေါင်းခြင်းဒီ3ဒီ4နှစ်ပြားပေါင်းခြင်းကခွန်ပါတဲ့ခွန်ရဲ့ပါဝါ2ပါဒီခွန်2ကအပိတ်ပါပဲခွန်2အပိတ်ကဘာကြပြီလဲ1ခွန်နဲ့ဒါက1ဒီက1ထိပ်ဒီကကျွန်တော်ကမာခွန်အပိတ်နဲ့1ခွန်ဆိုပြီးထပ်ပြီးတော့ကျွန်တော်ကမာထွက်ပြီးသွားတယ်1ခွန်ပါတဲ့ဒီက1ထိပ်ဒီကခွန်အပိတ်နဲ့ဒါဆိုသူ့မြန်ကိုဆက်ကြည့်မယ်ဆိုရင်ဒီက8ရယ်ဒီက9ရယ်ပေါင်းခြင်းဒီ8ဒီ9ပေါင်းခြင်းက3နဲ့3ရဲ့ပါဝါ8ပါဒီ3 8ဒီအပိတ်ပါနဲ့ဟောဒီမှာဒီက8ထိပ်ရယ်ဒီက8အပိတ်ရယ်ကျွန်တော်ကမာ8 8ဆိုပြီးထွက်သွားပြီးတယ်ဟုတ်ပြီနော်8 8ဆိုထပ်ပြီးထွက်သွားပြီးတယ်ဒါဆိုဟောဒီမှာဆက်ကြည့်အောင်ဒီကနေ့မနက်ခင်းကျွန်တော်ပေးခဲ့တော့ကနန်းလေးဟာဒီမှာမိသားစုမိုင်းမွေးကနန်းနဲ့တိုက်တယ်အသေးချာလေးတင်ထိုးပါဆိုတဲ့ဒါလက်ဆောင်လေးနဲ့ပြီးခဲ့တော့ကနန်းနော်အကူမတွေအားလုံးပဲဒီ3ရဲ့ဒီ3ညရဲ့ပေါင်းခြင်းက3ရဲ့ပါဝါ8ပါဒီ3 8ကအပိတ်ပါတဲ့အကူမများဒီနေ့ကျွန်တော်ပြီးခဲ့တိုင်းပဲဒီက1ထိပ်စီကျွန်တော်ကမာဒီမှာက3နောက်ပိတ်နဲ့ကျွန်တော်ဘာထွက်သွားလဲဆိုတော့1 3ဆိုပြီးထပ်ပြီးတော့ထွက်သွားပေးပါတယ်တဲ့ကဲဒါဆိုကျွန်တော်ရဲ့မိသားစုကလေးမားတွေဟာဒီမှာအင်္ဂါနေ့မနက်ပိုင်းအတွက်အားလုံးပဲဘာနောက်ပိတ်ကလေးထပ်ပြပေးမလဲကဲလိုက်လမ်းမလေးနှိပ်ပြီးဝင်လာခဲ့ကျွန်တော်ရဲ့မိသားစုကမားတွေအားလုံးပဲပေါက်ချင်သေးရှိတယ်ရားချင်သေးရှိတယ်ဆိုတဲ့မိသားစုကမားတွေတစ်ချက်လေးကြည့်သွားပါကိုပေါက်ရင်ကိုကြီးပါများလေးပေါက်ရင်များလေးလှူပေးပါမိသားစုကမားတွေအားလုံးပဲနော်ကဲဒါဒီမှာဆက်ကြည့်အောင်ဟောဒီမှာတဲ့နောက်ပိတ်ကလေးနော်အင်္ဂါနေ့ရဲ့နောက်ပိတ်ကလေးပါဒီ8ဒီ1ဒီ8ဒီ3ပေါင်းခြင်းက1တဲ့1ရဲ့ပါဝါ6 16ဒီအပိတ်ပါတဲ့16ဒီအပိတ်ပါတဲ့646ကထိပ်စီးပါ16အပိတ်ကို646ထိပ်နေကျွန်တော်ရဲ့မိသားစုကမှအပီးပေါက်ရမှာမေတဲ့ဒါဆိုဟောဒီမှာတစ်ချက်လေးကျွန်တော်ရဲ့မိသားစုမှကြည့်အောင်ကျွန်တော်တစ်ချက်ရေးပြပေးပါမယ်ကဲမိသားစုကမှလိုက်လက်မလေးနှိပ်ပေးပါအောင်ဗျ16ကပိတ်646ကထိပ်ပေါ့နော်ဒါဆိုရင်6ထိပ်နဲ့1အပိတ်ဆိုရင်61နော်40 1 61ဟုတ်ပြီနော်6ပိတ်ဆိုတော့96 40 6 66ဒါက946ပိတ်ကိုနော်အဲ့ဒါကိုကျွန်တော်မိသားစုကမှဘာလေးကြိုက်လဲဆိုတော့ကျွန်တော်ပြောပြမယ်နော်အဲ့ဒီမနက်ကို2နဲ့ကိုကြိုက်တာနော်တစ်ချက်ရေးပြပေးမယ်42 62ဒီနှစ်ကွက်ကြိုက်ပါတယ်ဒါနှစ်နဲ့ကြိုက်တာပြောရေးပြပြီးတာနော်42ရဲ့62ရဲ့ကြိုက်ပါတယ်ဒါမနက်ဖြန်ကျွန်တော်မိသားစုကမားတွေ12နာရီ10မိနစ်တက်ပါနော်ကျွန်တော်ကမား62ခုတော့ပိုကြိုက်တယ်ပေါ့နော်ဟုတ်ပြီဒါလေးကိုကျွန်တော်မနက်ဖြန်12နာရီ10မိနစ်ထိုးထားပြီးပါဟုတ်ပြီစိတ်ကုံမင်းနဲ့လိုချင်ပါရဆိုတဲ့မိသားစုကမားဒီကနေ့13မှမရလိုက်လို့ပါဆရာကြီးနော်နောက်ထပ်ကျွန်တော်ကမားစိတ်ကုံပတ်တီးနဲ့မွေးကပ်လေးလိုချင်ပါရဆိုတဲ့ကျွန်တော်ရဲ့မိသားစုကမားတွေပေါင်းရင်လှူနိုင်နေဆိုရင်ဒီ892245 80ဆိုတဲ့ Viber ရှိ Viber မှာတော့ခိုင်းပါ Viber မှာမရှိဘူးဆရာကြီး message ပဲရှိလို့